ဟဲ့အောင်ဆန်းမင်းတို့ရကအရန်တရားလုံးလာလို့မင်းမထင်နေဘူးလားကွာပေါင်းထဲရမှာတော့ကွာဟဲ့အောင်ဆန်းမင်းကအဲ့လိုလောင်လာလားပြောဒါဆိုရင်မင်းငါအကြောင်းကောင်းကောင်းသိသွားမယ်နော်ကွာဟာမင်းလိုပါမဟုတ်တဲ့ကောင်ကငါအတွက်လောက်တော့အေးဆေးပါကွာဟောဒီမှာဆန်းရလေးမကျဲနေစမ်းပါနဲ့ကွာဟာမင်းငါအကြောင်းသိချင်စိတ်လိုက်လေကွာငါအကြောင်းမသိသေးဘူးထင်နေမင်းကဘလို့ကောင်ဝဲဖြစ်နေဂီးမဆိုင်တာငါအလို့ကွာဟာငါထားပြီးထုတ်ပြီးတတ်ပြီးသခင်ကြီးဆန်းဆိုတာမင်းမသိဘူးလားကွာမင်းဘာပဲပြီးကွာမင်းအသက်ကတစ်ချောင်းနဲ့ကွာငါမှအသက်နှစ်ချောင်းပါတယ်ကွာဟာဒါဆိုလာလိုက်စမ်းပါကွာဒီကောင်တကယ်ကောင်ကွာငါ့ကိုအားလို့စားနေငါလည်းဘာမှလည်းမလုပ်ရသေးဘူးကွာ